ဒီနေ့ကတော့ငပြောတာကူပေါင်းလောက်စားမှာဖြစ်ပါတယ်ပထမဆုံးပေါ့နော်ဒီပေါင်းပစ္စည်းအနေနဲ့ငပြောသည်ကိုအခုလိုမျိုးခွန်နှွားပြီးတော့အတုံးလေးတွေလှီထားပါမယ်ပြီးရခါကျွန်တော်တို့ကကစုံဦးထက်မယ်ပေါ့နော်ကျွန်တော်ကစုံထက်မှာဆိုတော့ကစုံဦးလည်းအခုလိုမျိုးရွယ်တော့အတုံးလေးတွေထပ်ပြီးတော့လှီထားပါတယ်အဲ့တော့ကျွန်တော်တို့မှဒီပေါင်းပစ္စည်းအနေနဲ့နောက်တစ်ခုအနေနဲ့ကတော့ဒီအုံနို့ထက်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီအုံနို့ကို ready made ဘူးဝယ်လိုက်တယ်ပေါ့နော်ပထမဆုံးအုံနို့ကိုဟိုတန်းစင်ထားတဲ့အိုးထဲမှာထည့်ပြီးတော့ကြိုမယ်ပြီးတဲ့အခါကျတော့ရေနည်းနည်းထည့်မယ်စားအနှဲငယ်ထည့်ပါမယ်ပြီးတဲ့အခါကျတော့ကျွန်တော်ဒီပုတ်ပွက်ဆူလာတဲ့အထိပေါ့နော်ဝေပေးရမယ်ပြီးတော့တကြားထည့်မယ်ပေါ့နော်တကြားတော့ကျွန်တော်ဒီလိုအပ်လို့ထည့်ပေါ့နော်ကျွန်တော်ကတော့အရင်အများကြီးမထည့်ဘူးပြီးတဲ့အခါကျတော့ပုတ်ပွက်ဆူပြီးတဲ့အချိန်ကြီးရောက်တဲ့အခါမှာကျွန်တော်ဒီတာဘူးထည့်ပြီးတော့ကြိုမယ်ပေါ့နော်ပြီးတော့ဝါနို့ထပ်ထည့်ပါတယ်ကျွန်တော်ပြီးတော့ကျွန်တော်ဒီမီခတ်ဖြည်းဖြည်းလေးနဲ့ပေါ့နော်ဟိုအဆက်မပြတ်မှွေပြရတယ်ပေါ့နော်သူကအဆက်မပြတ်မှွေမှာသူကဒီအိုးမကတ်တာပေါ့နော်မဟုတ်လို့ရှိရင်သူကအိုးကတ်တက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီတကြားထည့်တဲ့အခါမှာလည်းကျွန်တော်ကဒီထန်းလေးတကြားထည့်တယ်ပေါ့နော် brown sugar ထည့်လိုက်တော့အရောင်လေးကခက်ညူညူလေးတော့ဖြစ်သွားတယ်ကျွန်တော်ဒီတာကူစီလေးတွေအထက်ရပေါ့နော်အဆန်အဖြူလေးတွေပျောက်သွားတဲ့အထိကြိုပေးရတယ်ပေါ့နော်ပြီးတဲ့အခါကျတော့နောက်တစ်ခုကကစုံထပ်ထည့်ပါတယ်ကစုံထည့်ပြီးတော့ကစုံဥကိုနူးရဲ့အထိပေါ့နော်ကျွန်တော်ထည့်တယ်နောက်ဆုံးအချိန်ဒီမှာတော့ကျွန်တော်ဒီငပြောသီးထပ်ထည့်ပေါ့နော်ငပြောသီးကတော့ဒီနောက်ဆုံးအကောင်လုံးပြီးသွားချိန်မှာနောက်ဆုံးငပြောကြီးထည့်တယ်ငပြောကြီးထည့်ပြီးတော့ထပ်ပြီးတော့မှွေတယ်ပေါ့နော်မှွေရတော့ကျွန်တော်ဒီချက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒီမုံချက်တဲ့အချိန်မှာဟိုတောက်လျှောက်ကိုမှွေပြီးတယ်ဘာလို့လဲဆိုတော့ဒီအောက်ကအိုးကတ်မှာဆိုလို့ပေါ့နော်ကဲနောက်ဆုံးတော့အကောင်လုံးချက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအရန်စားလို့ကောင်းတယ်ပေါ့နော်အာဟာရနဲ့လည်းပြည်စုံတယ်ငပြောတာကူပေါင်းရပြီဖြစ်ပါတယ်အရန်စားလို့ကောင်းတယ်ပေါ့နော်အဲ့ဒါဒီကျွန်တော်ဒီကစုံထည့်တယ်ဒါမှမဟုတ်လို့ရှိရင်ဒါဘလော့ပီနံကိုလည်းထည့်လို့ရတယ်ပေါ့နော်စားကြပါအောင်ဒီကအရန်